နော်ဒီနေ့ပြောချင်တာတော့ကိုရီးယားမှာကျွန်တော်သမီးရှိကိုရီးယားမှာဗာလဲဆိုကျွန်တော်ပတ်စံမြန်မြန်စုပြီးတော့မြန်မြန်ရအောင်လို့လုပ်မဆိုလို့ရှင်ဗျာဒီကအဲ့တော့ပြောချင်တာဘာလို့တော့ကျွန်တော်ရဲ့အတွေ့အကြုံပေါ့ကျွန်တော်ဆိုရင်9နှစ်ရှိပြီပတ်စံတေချာမစုပြဘူးဘာဖြစ်လို့ဆိုကျွန်တော်ကအမြဲတမ်းစားလို့ရှိရင်လည်းအပြင်ကနေပါစားတတ်တယ်ဟိုမှာပေါ့ခုပန်အီတို့ကျွန်တော်ဟိုဘယ်လာမင်းကျိုးတို့အဲ့ကနေပါစားတယ်ဗျာအဲ့ဒါတွေကျွန်တော်ထည့်ရမှာတကယ်ကြကျွန်တော်စားရောက်ကစားကျွန်တော်တို့မြန်မာတွေကျင်းရပါတယ်ဆိုစားရောက်ကစားတစ်နှစ်အဲ့တစ်နှစ်ရတော့ကျွန်တော်ကောင်းကောင်းစုတယ်ကောင်းစုအဲ့ချိန်မှာပါလဲဆိုတော့တစ်နှစ်ကနေ2နှစ်ထိကျွန်တော်ဆိုရင်2နှစ်ထိကိုကျွန်တော်ကောင်းစုတယ်ဘာလို့ကျွန်တော်ရဲ့ဟိုမိဘတွေအဲ့ဒါတွေတော့ကျွန်တော်အိမ်ဆောက်ဖို့တော့ဆိုပြီးကျွန်တော်ပတ်စံစုတယ်ဘက်ကောင်းစုခဲ့တယ်အဲ့တော့စားရောက်ကစားဆိုရင်ကျွန်တော်2018မှာစားရောက်တာအဲ့တော့ဆိုရင်3သိန်းနဲ့လောက်တယ်ဗျာအဲ့ခါနေ3သိန်းနဲ့လောက်တယ်3သိန်းကို2နှစ်လောက်နဲ့ကျွန်တော်စုတာအိမ်နဲ့ခြံတယ်အဲ့လိုရတယ်အဲ့ဘယ်နောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘူးဗျဟိုဘယ်လိုဖြစ်လာလဲဆိုတော့တိလာလဲလာတက်လာဒါကျွန်တော်သတိထားစေချင်တာဗျတိလာလဲတက်လာတော့ဘာလဲဆိုတော့အဲ့လိုမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုမစုမိမဲ့ကကျွန်တော်တို့ဒီမှာဘာကြောင့်ကိုရီးယားမှာနှစ်ရှည်သွားလဲဆိုတာအဲ့ဒါပဲကိုရီးယားကျွန်တော်ခြားနိုင်ငံဆိုင်အများကြီးရတယ်ဗျဟိုလာတာနေပါဆိုတာတာတယ်ဗျအဲ့လိုမျိုးအဲ့ဒါကိုကိုကသူမြင်ကြည့်အဲ့ဒါကိုကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလွဲသုံးသပ်လို့ဗျာစားလာကစားကျွန်တော်တို့ဘာလဲဆိုတော့ဟိုဘာဖြစ်ဖြစ်ပေါ့ဗျာမြန်မာနိုင်ငံမှာဆို30မြောက်ကျွန်တော်2018လောက်30တော်တော်လေးကိုတန်ဖိုးကြည့်ရဗျာရွှေတစ်ချက်သားမှဘယ်လောက်6သိန်း9သိန်းရှိရအဲ့လိုမျိုးဆိုတော့ကြောင့်လို့ကျွန်တော်30ရရင်ကျွန်တော်ဘာပဲဖြစ်ဖြစ်ပေါ့ကျူပက်ပက်တေးနာနာဆိုရောအဲ့လိုလာအဲ့လိုအိမ်နေရေကျွတ်နေလာတယ်ဒီရောက်ဘာဖြစ်လဲဆိုတော့ဒီရောက်ပေါ့ကျွန်တော်ပတ်စံတကယ်လေးရပေါ့အဲ့လိုမဟုတ်တော့ကျွန်တော်လေပေါ်နဲ့လွင့်အောင်အမြောက်တယ်ကျွန်တော်ပြီးရွာလို့ရှိရင်ဟိုကိုယ်နိုင်ငံမှာမတိခဲ့တာမလုပ်ခဲ့တာလေးတွေဒီမှာလာလောက်လာအဲ့လိုဖြစ်လာနည်းလေးမေးလာအတိတ်ပေါ့အဲ့လိုဖြစ်တယ်ဗျအဲ့လိုမစုမိဘူးဒါကျွန်တော်ကိုယ်တိုင်အဲ့လိုဖြစ်ခဲ့တာမဟုတ်တော့ဗျဟိုပြီးရွာကကြကျွန်တော်အဲ့လိုလဲစုတယ်ဟို2နှစ်လောက်ပြကျွန်တော်အဲ့လိုမျိုးမိသားစုတက်စုတယ်တန်းတော့အချင်းကုန်အောင်ဗျဟိုပြနောက်တစ်ခေါက်ကျတော့3နှစ်လောက်မြောက်ကြာတော့ဘာဖြစ်သွားဆိုတော့အဲ့လို3ဖြုံးလာနေကျွန်တော်2နှစ်3နှစ်လောက်ထပ်ပြီးတော့ပတ်ချလဲနေရောအဲ့ဒါကိုကျွန်တော်ပြောချင်ဒီကပါတယ်တော့ပတ်စစုမယ်ဆိုတော့ချွေတာမယ်ဘလောက်ထိချွေတာမယ်စားရင်အပြင်စားဒီကအဲ့ဒါမျိုးမစားနဲ့ပြီးရင်နောက်တစ်ခုကကျွန်တော်စိတ်ထဲရှိတဲ့တိုင်းကိုလိုမလိုက်နဲ့ဗျာကျွန်တော်စားအောင်မှဆိုလို့ရှိရင်ဒီကိုလိုချင်တာကိုဟိုလိုချင်တယ်ရမ်းလိုချင်တယ်ဆိုတော့မှတရက်လောက်ခြားပြီးတော့မှအဲ့ဒီပစ္စည်းဝယ်တဲ့အဲ့လိုမျိုးပြောတာအဲ့ဒါကြောင့်မလို့ဒီကြစဉ်းစားပါဟိုမှာသူအဲ့လိုစဉ်းစားပြီးတော့ကျွန်တော်အဲ့လိုလုပ်တာကောင်းပါဘာဖြစ်လို့ကျွန်တော်ပြပလာတယ်ဒီဘိုင်းပဲကျွန်တော်တက်တက်လုံးနေအောင်မို့ရုံးမိချမှာပေါ့ပြန်တဲ့ခါကျရင်ကျွန်တော် strong ဖြစ်လို့အဲ့လိုပါသူကအလွယ်တွေတွေးကြတယ်ဘာဖြစ်လဲငယ်တော့လုံးကြတယ်ဘာဖြစ်လဲသွားကြတယ်လာကြတယ်ဒါပေမဲ့ကိုရီးယားအဲ့လိုဘာဖြစ်လဲလောက်အောင်ကိုသားသမီးလဲကြရင်လဲကိုလိုပဲလာမှာအဲ့လိုပဲလာမှာပဲကျွန်တော် generation တွေဒီတိုင်းပဲသွားမှာကိုရီးယားဒီမှာပျော်ဖို့အတွက်တက်တက်လောက်အောင်ကို generation ကြရင်လဲကိုလိုပဲပြပခီးထွားပြပသွားလောက်အဲ့ဘုံနမလာမှာလောက်တော့ပြပရအောင်လဲအဲ့လိုပဲကိုလိုပဲသူလိုလဲအဲ့လိုတွေ့သူ generation ဒီတိုင်းပဲစကဲတော့သွားမှာအဲ့တော့ကိုရီးယားကစပြီးကို generation တော့ထိုင်းတင်တာနော်အဲ့လိုပြောဒါကျွန်တော်တို့လည်းအဲ့လိုဒီတော်တဲ့ထင်လို့ပေါ့အားကြောင့်ကျွန်တော်ကဖြစ်သိချင်တာပါတော့ကျွန်တော်ကစပြီးတော့ကိုယ့်ရဲ့ generation ဝိုင်းစပေါ့ generation စပေါ့အဲ့မှာတည်းကတော့တခြားလုံးပါပေါ့မကြီးကျွန်တော်တို့ခုဒီမှာကိုရီးယားမှာဗျာကြောင်းတယ်ကျွန်တော်သမီးကြောင်းဟာတော့မှသမီးအဲ့တော့ကျွန်တော်ထင်တော့မလွယ်ဘူးတော့ကိုရီးယားမှာခလေးယူတယ်ဆိုတာလေကျွန်တော်တို့လုံကြရများရှိနေလုံကြများတယ်ဗျာတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရဲ့ဟိုကျွန်တော်အမျိုးသမီးခေါ်တာ up 3နဲ့ခေါ်တာတယ်ခေါ်တာကကြောင့်လုံးလို့မရဘူးကျွန်တော်ပြီးတော့ဆိုတာမြို့ပေါ်လို့ဖြစ်နေဒီစုဝမ်းမှာဆိုတော့လုံးလို့မရဘူးများကကျတော့ကလေးရတယ်အခုဆိုရင်လုံးမရအဲ့ဒါဆိုတော့ကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တယောက်စာရဲ့လောက်အားကမရှိအဲ့လောက်အားကနဲ့ကျွန်တော်ကပါတယ်ဆိုဥဒါကျွန်တော်လာစားကဒီ30ကျော်လို့ပေါ့ဗျာအားလောင်နဲ့ဟို stable ဖြစ်တာဒီကတော့ stable ဖြစ်လို့ရှိရင်ကျွန်တော်သွားပြီဘယ်လိုမှရက်တီးလို့မရ20နဲ့25အဲ့ဝန်းကျင်လောက်ဆိုကျွန်တော်ဘယ်လိုမှရက်လို့မရဟုတ်တော့ကျွန်တော်စတော့ဗျာဟိုမျိုးသမီးနဲ့ကလေးနဲ့ခေါ်ပြီးဆိုရင်တော့ဒီအိမ်ရှိရမှာဗျာ
ပြီးရင်တင်းတလောက်ကားလေးပါလေးရှိနေကောင်းတော့ပဲအဲ့ဒါတွေကအချက်ချက်တွေကများတယ်ဟိုတော့အိမ်ရှိပြီးအိမ်လမ်းကစပြီးကုန်ကျွန်တော်ဒါဆိုကျွန်တော်ရဲ့ daily life ကိုပြောပြမယ်အိမ်လမ်းကပြန်မယ်အိမ်လမ်းကရှိမယ်ပြီးလို့ရှိရင်ကျွန်တော်စားစေကိုတယောက်တော်မဟုတ်နော်ပြီးရင်စားစိပဲမဟုတ်တော့ဘူးဒီစားပြီဆိုမှတော့ကျွန်တော်ကြံတဲ့ဟာလည်းအကုန်သုံးအောင်ဟုတ်တယ်မလားအဲ့ဒါလေးကုန်အဲ့လိုတွေချက်ချက်တွေကပါလာပဲအားကြောင့်မလို့နိုးတွေကအစတွေက plan ဆွဲပြီးတော့ဒေချာလုံးမှအဆင်ပြေမှာပါဒီတိုင်းဟိုတုံးတက်တိုက်ကြားကက်ကိုက်ဆိုပြီးတော့ရွေးချယ်မှာကျွန်တော်ဒေချာစဉ်းစားအောင်ပါပြောသမီးပါပြောချင်ဒါဆိုတော့ကျွန်တော်သမီးမွေးလာကဲတစ်ခါကြလို့ရှင်လဲကိုကလုတ်ပေးချင်တာအများကြီးရှိတယ်ဗျအဲ့တော့အများကြီးမလုတ်ပေးနိုင်ကြစိတ်မကောင်းတာရှိတယ်အဲ့လိုမျိုးအဲ့တော့လာပြောတာပါဒီပြပမှာကျွန်တော်လိုပဲပေါ့ဗျဒီနှစ်ရှည်ပြီးတော့ဘာမှမစိုးမိပါရဲ့အဲ့လိုပါမဖြစ်မိအောင်လို့ပြောချင်တာပါအဓိကတော့ဒီကြစုဆောင်ပါစီးစနစ်လေးနဲ့နေပါဘောမမေးပါနဲ့ပြီးလို့ရှိရင်အဓိကဒါဟိုလုံးချင်တယ်လုံးတော့မှန်တယ်ဗျဒါပေမဲ့ကိုပြောင်းသွားလို့လူများတွေပြောတာတော့အချိန်မပြတ်ကနေတေသွားဘယ်လိုလုပ်မလဲကိုတေဖို့လာမှာမဟုတ်တော့ကျွန်တော်ကအမြဲတမ်းကျမ်းမာရေးကောင်းနေပေါ့ဟိုအဲ့လိုမျိုး reason တော့ပေးလို့မရအောင်ကြာကြီးချာကြီးလိုက်လို့မရအောင်ကျွန်တော်တင်ပါကျွန်တော်စားလာတဲ့ဒီ state ကိုသွား basic state ကိုသွားစားလာတော့ကျွန်တော်ကိုရီးယားစားရတော့အဲ့တဲ့စားလို့ပါလားအဲ့ဒါကျွန်တော်ပြောဟုတ်မလားဘာလို့လဲဆိုအဲ့တော့စားရောက်ကစားအဲ့လိုတွေဗျာအဲ့တိုင်းလေးပဲတောက်လျှောက်သွားနေကျွန်တော်ဟိုဘောဟာလုံးဝ buffer fully buffer အဲ့လိုမဟုတ်ဘဲကျွန်တော်ကနည်းနည်းလေးမြင့်လာမှသိမလားအဲ့လို live ပြောမှာ reason live ပြီးရမှာကောင်းပါဘူးတကယ်တော့ဒါတော့ကျွန်တော်ကိုယ်တိုင်အဲ့လိုမျိုးမဟုတ်လို့ပါပြောပြတော့ခြားလို့အဓိကမှလည်း sorry ပါမဟုတ်လားပြောပြနေဦးတော်အေးဟုတ်တယ်လိမ္မာနေကြပါဟုတ်လားနော်ဒီနေ့စကားမှာလားနော်အဲ့လိုကြည့်တယ်မှာလေအဲ့ဒါပြောတာပါ